Hello ချစ်တို့ရေဒီနေ့တွေကမိတ်ကပ်ပြင်ပြမှာမဟုတ်ပါဘူးတင်မန်တီတုတ်စားပြမှာဖြစ်ပါတယ်တင်မန်တီတုတ်ဆိုလို့ရှိရင်ရခိုင်တုတ်ဆိုလုံးဝမကြိုက်လို့မြန်မာတုတ်ကိုကိုယ်တိုင်တုတ်စားမှာပဲဖြစ်ပါတယ်ခုလိုမျိုး food blog ဒါမှမဟုတ် makeup blog တွေအမြဲတမ်းတင်ပေးနေမှာမို့လို့တို့ရဲ့ YouTube channel လေးကို subscribe လုပ်ပေးကြအောင်နော်ပြီးတော့တို့ရဲ့ Facebook page လေးကိုလည်း follow လေးလုပ်ပေးပါအောင်နော်တို့ရဲ့ YouTube channel ရဲ့ link လေးကိုတို့ရဲ့ bio မှာ link လေးချပေးထားပါတယ်နော်ဒါဆိုလို့ရှိရင်တမန်တီးလေးဆက်တုပ်ပါမယ်ပစ္စည်းလည်းအားလုံးစုံနေပြီဆိုတော့အကုန်လုံးထည့်ပါမယ်နော်ညီပဲထည့်တယ်ပြီးတော့ပင်မုတ်ထည့်တယ်စီချက်ကလေးနည်းနည်းထည့်တယ်ပြီးတော့မကြီးရေငရုတ်တီးမုတ်ရှင်တူတူမုတ်စားရူအားလုံးထည့်ပြီးတော့အကုန်နေလို့စနေလို့ရပါပြီနော်ဒါဆိုလို့ရှိရင်ရန်စားလို့ကောင်းတဲ့တင်မတိတုတ်လေးရပါပြီဒီလေးကိုအဆုံးထိကြည့်ပြီးရတဲ့အားလုံး thank you ပါ bye bye နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်